တပတ်အတွင်းရာမညမြင်ကွင်းသတင်းစီစဉ်ကနေကြိုဆိုပါရစေမင်္ဂလာပါကိုနေဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဒီတစ်ပတ်မှာတော့မွန်ပြည်နယ်မှာထူးထူးခြားခြားဖြစ်ပျက်ခဲ့တဲ့စစ်ရေးနိုင်ငံရေးလူမှုရေးတွေပါဝင်နိုင်ငံတော်ပေါ်မှာဖြစ်ပျက်နေတဲ့လူအခွင့်အရေးချိုးဖောက်ခံရမှုအစရှိတဲ့သတင်းတွေကိုကျမတို့မောင်နှမနှစ်ယောက်ကနေပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီစီဇန်မှာစုစည်းတင်ပြပေးသွားမယ့်သတင်းကြောင်းရာတွေကပြည်တွင်းပြည်ပသတင်းဌာနတွေမှာရေးသားဖော်ပြထားတာတွေကိုလူထုတွေကြဲကြဲပြန့်ပြန့်သိရှိဖို့ကျမတို့လူမျိုးစုံချီရာမညလွတ်မြောက်ရေးစီအဖွဲ့သားတွေကကောင်းနှုတ်ဖော်ပြထားတာပဲဖြစ်ပါတယ်ဒီစီဇန်ကိုလူမျိုးစုံချီရာမညလွတ်မြောက်ရေးစီ Facebook Page နဲ့ YouTube Channel မှာအပတ်စဉ်ထုတ်လွှင့်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုကြီးဟုတ်ကဲ့ပါညီမရေအခုပထမဆုံးအနေနဲ့ပြောချင်တာကတော့အာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကအပြစ်ရက်စဲရေးကို AB လာကုံအထိတက်တန်းထပ်တိုးထားတယ်လို့သိရတယ်ဗောနော်သိပြီးလောက်ကြပြီထင်တယ်ဗောနော်ဒီလိုမျိုးနိုင်ငံကောင်းဆောင်ဆိုတဲ့ယာတို့ကိုအသိလူယူပြီးရှာရိုးမရှိရှောက်ပြောနေတာကိုပြည်သူတွေလည်းစိတ်ကုန်နေလောက်ပြီဘာလို့လဲဆိုဒီလိုကြီးညာပြီးတော့ AB 23ရက်နေ့ကကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကျုံတို့မြို့အနီးနားကကျေးရွာတွေကိုဝိုင်းတွဲလေရင်နဲ့လာရောက်ပုံကျဲတိုက်ခိုက်ခဲ့တာရှိသလို AB 22ရက်နေ့ကလည်းကော့ကရိတ်မြောက်ပိုင်းရင်ကွဲတောင်စကန်နာကမြပတိုင်းနဲ့ကင်မရာရွာကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့တိုက်ခိုက်ခဲ့တယ်။အဲ့ဒီမှာ KNL ဦးဆောင်တဲ့တော်လိုင်းအင်အားစုအဖွဲ့တွေနဲ့စစ်ကောင်စီတို့အကြားပြီးခဲ့တဲ့ AB 14ရက်နေ့ကနေ23ရက်နေ့ထိတိုက်ပွဲတွေဖြစ်နေတော့မယ်ပေါ့နော်။နောက်တစ်ခုကတနင်္လာရီတိုင်းထိခိရွာကို AB 21ရက်နေ့မှာစစ်ကောင်စီတပ်ရဲ့ဝိုင်းသွဲလေရင်နဲ့ပဲဘုံ10လုံးနီးပါးကျဲတာကိုထိုင်းနိုင်ငံကန်ချနာပူပြည်နယ်မူအန်းခရိုင်ဘန်ဖူနန်ယွမ်နယ်စပ်မှာရှိတဲ့ပြည်သူတွေကတော့မြင်တွေ့ခဲ့ရတယ်လို့သိရတယ်။ဒီရွာကကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNL ရဲ့အခြေစိုက်စခန်းဖြစ်ပြီးတော့အဲ့ဒီဒေသကိုစစ်ကောင်စီဘက်က MI 19ရဟတ်ယာဉ်3စင်းဆင်းသက်ခဲ့ပြီးစစ်သား60လောက်ချထားပေးတာလည်းရှိတယ်ဗောနော်ထိခိရွာသားတွေကတော့နေဆက်ခုလုံရေးစခန်းတွေကိုရွှေ့ပြောင်းထားတာရှိတယ်ပြီးတော့ထိုင်းဘက်ကလည်းသူတို့ပတ်ချံကိုကြော်ပြီးဘုံကျဲတာတွေမလုပ်ဖို့သတိပေးတာတွေရှိသလိုထိုင်းနိုင်ငံရဲ့အမှတ်6ချီလီယံတပ်ခွဲကလည်းနေဆက်အနီးနားမှာလုံခြုံရေးယူထားတာရှိတယ်နောက်ထပ်သတင်းကလည်းတနင်္လာရီတိုင်းတဝယ်မြို့နယ်မောင်မဲရှောင်းကျေးရွာမှာအင်အား30ဝန်းကျင်နဲ့တပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့ဟာလီကွေတပ်စခန်းကို AB 26ရက်နေ့မနက်6နာရီမှာတဝယ်အမျိုးသားလူမျိုးရေးတပ်တော် DNLA ရဲ့ဦးဆောင်မှုနဲ့ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDPF KNU တပ်မဟာ၄တပ်ရင်စနစ်တပ်ခွဲ9အုပ်အော်စစ်ကြောင်းတဝယ် Guerrilla Revolutionary Force DGRF Divide People Liberation Force TPLF နောက်ပြီးတော့ဒေါနာတက်ခွဲ9 Sky Ghost Drone Force Federal Drone Jet တပ်ဖွဲ့ပြီးတော့အရှိတောင်ပြည်သူ့ကာကွယ်ရေးအင်အားစုတွေကပူးပေါင်းတိုက်ခတ်ခဲ့ပြီးတော့ညနေ9နာရီခွဲအချိန်ခန့်မှာစကန်တစ်ခုလုံးကိုပြီးသက်သိမ်းပိုက်နိုင်ခဲ့တယ်ပေါ့နော်စစ်ကောင်စီဘက်ကဗိုလ်ကြီးတဦးနဲ့တပ်သားတဦးတေဆုံးခဲ့ပြီးတော့16ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့လက်နက်ခဲယမ်းတွေလည်းအများကြီးသိမ်းဆည်းနိုင်ခဲ့တယ်ပေါ့နော်စကန်ကိုတော့မီးရှို့ဖျက်ဆီးလိုက်တယ်လို့ဒူရခစစ်ကြောင်းထံကနေသိရတယ်တိုက်ပွဲဖြစ်တဲ့အချိန်မှာစစ်တပ်ဘက်ကလက်နက်ကြီးတွေရန်တမ်းပစ်လို့စဟာရွာကလင်မယား2ယောက်တေဆုံးသွားရတယ်ပြီးတော့ရဟန်း2ပါးလည်းတန်ရာရသွားတာရှိတယ်ဒီတိုက်ပွဲပြီးတဲ့နောက်နေ့29ရက်နေ့မှာလည်းတနင်္လာရီတိုင်းပုတ်ပြင်းမြို့နယ်ပြည်ကြီးမနိုင်ရက်ကွက်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီကဒရုန်းနဲ့ဘုံကျဲချလို့ဒေသခံတွေလွတ်ရပြေးလို့ရပေမဲ့စေတန်းကျောင်းတို့တူတော့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ပေါ့နော်ဒါအပြင်28ရက်နေ့နေ့လယ်မှာတနင်္လာရီတိုင်းဒေသကြီးဒဝဲခရိုင်လောင်းလုံမြို့ကိုကင်းလဲလာတဲ့စစ်ကောင်စီတပ်ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလက်အုပ်မှုရယူပြီးတိုက်ခတ်လိုက်တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးတေဆုံးပြီးတော့တဦးကတော့တနက်တန်ရနဲ့လွတ်မြောက်သွားတယ်လို့သိရတယ်။ထပ်ပြီးတော့နောက်ထပ်29ရက်နေ့နေ့လယ်မှာလည်းတနင်္သာရီတိုင်းတရက်6မြို့နယ်မှာတိုက်ပွဲမရှိပဲငိမ့်လီတပ်စခန်းကနေပြီးတော့ Jet Fighter တိုက်လျင်နဲ့ကြောက်ခမောက်6ချောင်းကျေးရွာအပါဝင်ကျေးရွာ4ရွာလောက်ဘုံကျဲလို့ကတွဲရွာနေဦးအောင်တည်ဆုံးပြီးတော့ကြောက်ခမောက်ရွာကအသက်16နှစ်အရွယ်သမီးဖြစ်သူမဝင်းစန္ဒာနဲ့အသက်50အရွယ်မိခင်ဖြစ်သူဒေါ်မိကန်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ပေါ့နော်နောက်ဆက်လက်ပြီးတော့ညီမပြောပြမှာတော့ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်ပြည်နယ်မှာမောင်ကိုလက်နက်ကူးတန်းရောင်းဝယ်လုပ်တဲ့အမျိုးသား2ဦးကိုထိုင်းစစ်တပ်ကဖမ်းဆီးခဲ့တယ်လို့ထိုင်းသတင်းတွေကနေသိရတယ်ပေါ့နော်။ဖမ်းခံထိတဲ့လူတွေပြောတာကတော့ကရင်အမျိုးသားစီယုံ KNU ကမဲဟောင်ဆောင်ပြည်နယ်စော့မူအီခရိုင်မှာချိန်ထားပြီးတော့ပါလာတာတွေကဘုံပစ်လောင်ချာ14လက် AR-10 Rifle 10လက်နဲ့ခဲယမ်းမိကြောက်တွေအပါအဝင်လက်နက်ခဲယမ်းတွေကိုကားနဲ့တင်လာပြီးတော့တရားမဝင်မှောင်ခိုကူးကိုကျိုးပန်းခဲ့ကြတာလို့ပြောထားတာပေါ့နော်။
KNU တော့ဒါဆုံးရှုံးမှုကြီးတစ်ခုပဲပေါ့နော် ဆက်ပြီးတော့ပြောပြချင်တာကတော့သိမကောင်းစရာသတင်းပဲလို့ပြောရမှာပေါ့နော်။ April 26 ရက်နေ့မှာအထူးစစ်စင်ရေးတပ်ဖွဲ့ SOF ကနေပြီးတော့သတင်းထုတ်ပြန်ထားတဲ့အကြောင်းပေါ့နော်။ပြီးခဲ့တဲ့ April 25 ရက်နေ့ကအထူးစစ်စင်ရေးတပ်ဖွဲ့ SOF ရဲ့စစ်ကြောင်း1စစ်ကြောင်းမူရဲဘော်ဆရာကျောင်းကြဆုံခြင်းတစ်နှစ်ပြည့်နဲ့ကြဆုံရဲဘော်တွေအောင်းမေတ္တရိယအလေးပြုခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ရဲဘော်ဆရာကျောင်းနဲ့အတူရဲဘော်ကလာကြီးရဲဘော်ကိုဟဲရဲဘော်မိုက်တီတို့လေးဦးဟာ2024ခုနှစ် April 25 ရက်နေ့ကကရင်ပြည်နယ်ဖျားသုံးစုမြို့အနီးမှာရှိတဲ့စစ်ကောင်စီရဲ့တောင်စွန်းစခန်းသိမ်းတိုက်ပွဲမှာအာဇာနည်ပြည်အသက်ပေးလူသွားခဲ့ကြသလိုနေဦးတော်လရင်တိုက်ပွဲ၄နှစ်တာကာလအတွင်းရဲဘော်ဆရာကျောင်းအပအဝင်တပ်ဖွဲ့ဝင်ရဲဘော်20ဦးကြဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းစစ်ဒေသရဲ့လက်ရုံအထူးတပ်ဖွဲ့တစ်ခုလည်းဖြစ်တဲ့အထူးစစ်စင်ရေးတပ်ဖွဲ့ SOF ကထုတ်ပြန်ထားတာလို့သိရပါတယ်။မွန်ပြည်နယ်တထုံခရိုင်အတွင်းရန်ကုန်မော်လမြိုင်ကားလမ်းတစ်လျှောက်ကြိုက်ထိုဘီလင်းနဲ့တထုံမြို့နယ်ကြားလမ်းမိုင်းတွေမှာကင်းလဲတာနဲ့ကင်းမဝတ်တာတွေကိုပုံမတိုးထားပြီးတော့အနည်းဆုံးအင်အား20ရာနေပြီးတော့30တိရှိရလို့သိရတယ်ပေါ့နော်။ဒါကြောင့်မို့ပြည်သူတွေအနေနဲ့ကြီးသွားလာရင်သတိထားဖို့မှာချင်ပါတယ်ရှင်။ ပြီးခဲ့တဲ့ AB 26ရက်နေ့မနက်အစောပိုင်းကကင်းပြည်နယ်ကြားရင်စစ်ကြီးမြို့နယ်ဖျားသုံးစုမြို့မကတ်တာကျေးရွာအနီးမှာရှိတဲ့ခဲမိုင်းတတုတွင်အမှတ်2နဲ့အမှတ်5ဘက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီကဝိုင်းသွဲလေရင်နဲ့ဘုံတီအလုံး30ကျော်ချခဲ့လို့အဆောက်အုံတွေထိခိုက်ပျက်စီးသွားတာရှိရလို့သိရတာပေါ့နော်လူတွေတော့ထိခိုက်တာမရှိဘူးနောက်တစ်ခုကမကွေးတိုင်းပခုတ်ကူခရိုင်ထဲမှာရှိတဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့3ဖွဲ့ဖြစ်ကြတဲ့ရေစကြိုမြို့နယ်ပါခဖပေါက်မြို့နယ်ပါခဖနဲ့မြိုင်မြို့နယ်ပါခဖတို့ကစစ်ရေးနဲ့နိုင်ငံရေးတွေကိုအတူဆောင်ရွက်လှုပ်ဆောင်သွားကြမယ်လို့အဆိုပါအဖွဲ့တွေက AB 29ရက်နေ့မှာသတင်းထုတ်ပြန်လိုက်တယ်ဒီလိုပူးပေါင်းတာကစစ်ကောင်စီတပ်ကိုတိုက်ခိုက်ဖို့တော့ပိုပြီးအင်အားများလာမှာဆိုတော့ဒါကောင်းတဲ့အရွေးတစ်ခုပဲလို့ပြောရမှာပေါ့နော်နောက်ထပ်ပြောချင်တဲ့သတင်းကတော့စကိုင်းတိုင်းကလေးမြို့တောင်ပိုင်းမှာ AB 25ရက်နေ့ကနေပြီးတော့29ရက်နေ့အထိ3ရက်တာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်30နီးပါးတေဆုံးခဲ့တယ်လို့လက်နက်ခဲယမ်းတွေနဲ့တင်းစီရမိခဲ့တယ်လို့ချင်း National Army CNAC ကနေသိရတာပေါ့နော်ဒီတိုက်ခိုက်မှုကို CNACDF KKG VOKOK PDF နဲ့ MCR တို့ကပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်1စစ်ဒေသတပ်ရင်းတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးတော့တိုက်ပွဲဖြစ်နေတဲ့26ရက်နေ့ညနေပိုင်းမှာလက်ချောင်းကျေးရွာနတ်မြောင်ကျေးရွာချောင်းခကျေးရွာတွေနဲ့29ရက်နေ့မနက်ပိုင်းမှာလည်းအောင်ချမ်းသာကျေးရွာနဲ့ငါဖားကျေးရွာတွေကိုရဟတ်ရည်နဲ့တိုက်လိုက်ရင်တွေလက်နက်ကြီးတွေအကုန်လုံးတုံးပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့လို့ဘုံကြီးကျောင်းဆောင်တွေလူနေတွေပျက်စီးပြီးတော့ဒေသခံတွေထိခိုက်ဒေဆုံးတာတွေရှိခဲ့သေးတယ်ပေါ့နော်ထပ်ပြီးတော့ပြောပြချင်တာကတော့နိုင်ငံတကာသတင်းတွေကအမေရိကန်ပြည်ထောင်စုဟူစတန်မြို့မှာမေလ24ရက်နေ့ညနေပိုင်းမှာကျင်းပမယ်16ကြိမ်မြောက်ပြည်သူ့ဂုဏ်ရည်စုဂုဏ်ပြုပွဲအခမ်းအနားမှာ2021ခုနှစ်အာဏာသိမ်းချိန်ကတည်းကနေပြီးတော့ဖမ်းဆီးအကျဉ်းချခံထားရတဲ့လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုပြည်သူ့ဂုဏ်ရည်စုချီးမြှင့်မယ်လို့ပြည်သူ့ဂုဏ်ရည်အသင်းကနေကြေညာလိုက်တယ်ပေါ့နော်ဒီစုကိုအရင်ကလည်း15ကြိမ်မြောက်ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုအဖြစ်မြို့တော်လည်းရေးမှာပါဝင်ကြတဲ့လူငယ်တွေရဲ့တည်ထွင်ဖန်တီးမှုနဲ့ထုတ်လုပ်မှုတွေ14ချိန်မြောက်မှာတော့ကုလသမဂ္ဂဆိုင်ရာမြန်မာတပ်အမတ်ကြီးဦးကျော်မိုးထွန်းကိုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ပြည်သူ့ဂုဏ်ရည်အသင်းကို2009ခုနှစ်မှာအမေရိကန်ရောက်မြန်မာနိုင်ငံသားတွေစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့နိုင်ငံရေးလူမှုရေးနဲ့ပရဟိတနယ်ပယ်တွေမှာကိုကျိုးစွန်းဆောင်ရွက်ခဲ့ကြသူတွေကိုနှစ်စဉ်ချီးမြှင့်နေတယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီးတော့အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံစလုံးကပိုင်ဆိုင်ပြီးတော့အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှ်မီးယားဒေသမှာကမ္ဘာလက်ခီးတွေလာရောက်လေ့ရှိတဲ့ပါဟေကန်ဒေသတွေကိုဘယ်ဖွဲ့ကမှမသိရတဲ့တနက်သမားတွေရဲ့တိုက်ခိုက်မှုကြောင့်ခရီးသွားအိန္ဒိယနိုင်ငံသား25ဦးနဲ့နီပေါနိုင်ငံသား2ဦးသေဆုံးခဲ့ရတယ်ပေါ့နော်ဒီဖြစ်စဉ်ကြောင့်အိန္ဒိယကပါကစ္စတန်တန်တမန်တွေကိုနေရပို့ပြီးတော့နှစ်နိုင်ငံနယ်စပ်ကိုပိတ်လိုက်တဲ့အပြင်လွန်ခဲ့တဲ့6နှစ်ကအထင်ကရသဘောတူညီမှုဖြစ်ခဲ့တဲ့ရေမျှဝေသုံးစွဲရေးကိုလည်းဆိုင်းငံ့လိုက်ပြီလို့သိရပါတယ်ရှင်ပါကစ္စတန်ကလည်းသူတို့နဲ့မပတ်သက်ဘူးလို့ညှင်းဆိုထားတယ်ပေါ့နော်ဒီလိုဆိုရတဲ့တိုက်ခိုက်မှုကဘယ်ဖွဲ့စည်းရဲ့လက်ချက်ဖြစ်ကြောင်းတရားဝင်ကြေညာထားတာမရှိသေးပေမဲ့လည်းမီဒီယာတချို့ကပါကစ္စတန်ခြေစိုက် Lashkar-e-Taiba နဲ့ဆက်ဆက်တဲ့အဖွဲ့တစ်ဖွဲ့ရဲ့လက်ချက်ဖြစ်နိုင်ကြောင်းကိုဖော်ပြထားတာတွေလည်းတွေ့ရတယ်ပေါ့နော်နောက်ထပ်ဝမ်းသာစရာသတင်းကတော့ April 28ရက်နေ့ကဖနွမ်းပင်မြို့မှာဗီယက်နမ်ဝန်ကြီးချုပ်နဲ့မလေးရှားဝန်ကြီးချုပ်တို့ရဲ့တွေ့ဆုံဆွေးနွေးမှုအတွင်းမြန်မာနိုင်ငံရှိပြည်သူတွေရဲ့ကောင်းကျိုးအတွက်ပြည်သူအလုံးကိုအကန့်အသတ်မရှိလူသားချင်းစာနာထောက်ထားရဲ့အကူအညီဆက်လက်ပေးဆောင်ဖို့မလေးရှားနဲ့ဗီယက်နမ်တို့တညီတညွတ်တဲ့သဘောတူလိုက်တယ်လို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဝမ်မာနန်စင်ကာပူဝန်ကြီးချုပ် Lawrence Wong တို့ကတီချားစီနဲ့ဖုန်းနဲ့ဆက်သွယ်ဆွေးနွေးပြီးမှာသဘောတူခဲ့ကြတယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က April 29ရက်နေ့မှာပြောကြားလိုက်တာပဲဖြစ်ပါတယ်ဒီလိုသဘောတူညီမှုကနေကိုရိုနိုင်ငံအတွက်တကယ်ပဲအကူအညီတွေရနိုင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါဗောနော်ပြီးခဲ့တဲ့ March 28ရက်နေ့ကထိုင်းနဲ့မြန်မာနိုင်ငံတွေကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်
ထိုင်းငလျင်စောက်ကြည့်ရေးဌာနကဒီကနေ့ထိစုစုပေါင်းနောက်ဆက်တွဲငလျင်တွေ624ကြိမ်လှုပ်ခတ်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားတယ်ပေါ့နော်ဒီတဲကမှပြီးခဲ့တဲ့ဧပြီ21ရက်နေ့ကထိုင်းမြန်မာနယ်စပ်မဲဟောင်ဆောင်မှာငလျင်9ကြိမ်လှုပ်ခတ်ခဲ့ပြီးတော့ထိုင်းမိုးလေဝသဌာနမြေငလျင်စောက်ကြည့်ရေးဌာနရဲ့လေ့လာစောင့်ကြည့်မှုအရာမနက်4:18မိနစ်ကမဲဟောင်ဆောင်ခရိုင်နဲ့ခွန်ရန်ခရိုင်အနောက်မြောက်ဘက်159ကီလိုမီတာလောက်အကွာမှာတည်ရှိတယ်မြန်မာနိုင်ငံမှာဗဟိုပြုပြီးတော့လှုပ်ခတ်ခဲ့တဲ့ပြင်းအား4.3 Richter scale အဆင့်ရှိတဲ့ငလျင်ကအပြင်းထန်ဆုံးဖြစ်တယ်လို့ The Nation Time သတင်းမှာဖော်ပြထားပါတယ်။နောက်ထပ်ပြောပြခြင်းတဲ့သတင်းတူကတော့ဗောနော်။နှစ်ဖက်တိုက်ပွဲတွေပြန်လည်ငြိမ်သက်နေတဲ့မွန်ပြည်နယ်မှာပြည်သူ့စစ်မှုထမ်းတင်တဲ့အပတ်စဉ်12ကိုဧပြီ22ရက်နေ့မနက်ပိုင်းမှာစတင်ဖွင့်လှစ်ခဲ့ပြီးတော့တင်နန်းသားတရားဝန်းကျင်ရှိတယ်လို့သိရတယ်ဗောနော်။အဲ့တော့စစ်ကောင်စီကမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကလည်းဧပြီ22ရက်နေ့ကအရှိတောင်တိုင်းစစ်ဌာနချုပ်ရဲ့အမှတ်6ပညာရေးကျောင်းမှာတွားရောက်တွေ့ဆုံခဲ့သေးတယ်လို့စစ်ကောင်စီရဲ့ဝါဒဖြန့်မီဒီယာကနေဖော်ပြထားရှိရပါတော့။နောက်ပြီးတော့21ရက်နေ့ကတွေ့လိုက်ရတဲ့သတင်းတစ်ပုဒ်ပေါ့နော်။နိုင်ငံရေးခြားကနေခွင့်ယူပြီးတော့အမိမြေကိုပြန်လာကြတဲ့နိုင်ငံသားမှာအလုပ်လုပ်နေတဲ့သူတွေကစကားစားရဲ့အလုပ်သမားရေးဝန်ကြီးဌာနမှာပြပအလုပ်ကိုင်အလုပ်သမားတသိခံကတ် OWIC လောက်ထားတာရဖို့ကြာနေပြီးတော့ထုတ်ပေးဖို့လဲနှောက်နေလို့ဒီဘက်ကိုပြန်သွားလို့မရသေးတဲ့အပြင်အဲ့ဒီကတချို့ကအလုပ်ပြုတ်သွားတာတွေရှိနေတယ်လို့သိရတယ်။အရင်ကခွင့်ပြန်အလုပ်သမားတွေကိုအလုပ်ခွင့်စာမိသားစုစီကိုလွှဲပို့ငွေအထောက်အထားဝင်ငွေခွန်ပေးဆောင်ထားတဲ့အထောက်အထားစတာတွေကိုပြနိုင်ရင် OWIC ကအမြန်ထုတ်ပေးခဲ့ပေမဲ့မလာကစားလို့တခြားပြည်ပအထွက်အလုပ်သမားတွေနီးသူကန့်သက်ခဲ့တာပေါ့နော်။ဒါနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တခြားနိုင်ငံတွေမှာအလုပ်လုပ်နေတဲ့သူတွေဖြစ်နိုင်ရင်နေရပြန်တာမျိုးမလုပ်ဖို့ပဲမှားချင်တာပေါ့နော်။အခမ်းမသိရင်စစ်မှုထမ်းဖို့အတွက်ဆွဲခေါ်သွားရင်ပို့အောင်ဆိုးအောင်ပေါ့နော်နောက်တစ်သတင်းတစ်ခုကအကိုတို့မွန်ပြည်နယ်မှာနေလန်းစားတွေဈေးတက်လာနေတယ်ဆိုတဲ့အကြောင်းပေါ့နော်ဒီလုပ်ငန်းကိုပေါင်းတမူဇီယံနဲ့ရင်းနှီးနယ်တွေကအဓိကလုပ်ကိုင်ကြတာဖြစ်ပြီးတော့နှစ်စဉ်စားအတန်ချိန်4000ကျော်ထွက်တာပေါ့နော်ထွက်လာတဲ့စားတွေကိုဒေသတွင်အပြင်ရန်ကုန်မန္တလေးအပါအဝင်တခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တချို့ကိုလည်းတင်ဖို့ရောင်းချနေတာကြာပြီပဲပြောရမယ်ဒီနှစ်မှာတော့ရာသီဥတုဖောက်ပြန်မှုကြောင့်စားလုပ်ငန်းတွေရာသီမကုန်ခင်တိတ်လိုက်ရတဲ့အတွက်စားသောက်တွေအနေနဲ့နှိမ့်နာမှုရှိသလိုစားအထွက်နှုန်းတွေလည်းတိတိကျကျဆင်းသွားတယ်လို့သိရတယ်။နောက်ထပ်ပြောရခြင်းတဲ့သတင်းကတော့မပါမဖြစ်ပဲပြောရမယ်။ဒါကတော့ AAPP ရဲ့မေတရက်နေ့ထုတ်ပြန်ချက်အရမြန်မာနိုင်ငံသုံးဝန်းလုံးမှာစစ်အာဏာသိမ်းကာလ1550ရက်အတွင်းပြည်သူ6589ဦးအထိအကြမ်းဖက်တပ်ဖြတ်ခံခဲ့ရပြီးတော့ဖမ်းဆီးခံရသူဦးရေကတော့စုစုပေါင်း29,094ဦးရှိလာခဲ့ပြီဖြစ်တယ်ပေါ့နော်။အဲ့ဒီထဲကမှ6,909ဦးပြန်လည်လွတ်မြောက်လာခဲ့တာရှိတယ်။ဒါတွေကတော့ဒီတစ်ပတ်တွင်မြန်မာနိုင်ငံတပွန်ဖြစ်ပွားခဲ့တဲ့သတင်းတွေကိုပြည်ရင်းပြည်ပသတင်းဌာနတွေကနေကျမတို့ကောက်နှုတ်တင်ဆက်ထားတာပါနောက်တစ်ပတ်တွင်မှာလည်းစိတ်ဝင်စားဖွယ်ကောင်းမဲ့သတင်းတွေကိုကျမတို့မောင်နှမနှစ်ယောက်နဲ့အတူစောင့်မျှော်နားဆင်ပေးကြဖို့မေတ္တာရက်ခံလိုက်ရပါတယ်ရှင်စစ်အာဏာရှင်ကြာဆုံးရေးနဲ့ Federal Democracy စနစ်ပေါ်ထွန်းလာရေးမှာလူထုတွေတက်နိုင်တဲ့နည်းလမ်းကနေပါဝင်ပေးကြဖို့တိုက်တွန်းနှိုးဆော်ရင်းနဲ့အခုစီစဉ်ကိုအဆုံးသတ်လိုက်ပါရစေ။